Okay, hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော် Still a Brain Rock ကိုဆွဲပြပါမယ်ဒါလေးကကျွန်တော် inventory ပေါ့နော်ပုံမှန်ချင်းကူစီနီးရှိရယ်Fico ခမဲ့လို့ရှိမယ်ပြီးတော့ရင်Arigutini Ananasini ပြီးတော့ရင်Provolone Luri Lolly ပြီးတော့ရင် Ballerina Cappuccina ရှိမယ်ပြီးတော့ Chef Cadabra ရှိပါတယ်ကျွန်တော် rebirth လုပ်ဖို့အတွက် chef cadabra ပဲရှိပါတယ်ဒါပေမဲ့ global to free တို့မရှိသေးပါဘူးအဲ့ဒါကျွန်တော်တို့ rebirth ပြန်လုပ်တယ်ဆိုတာကဘာလဲဆိုတော့ဒီကျွန်တော်ဆိုရင် rebirth တစ်ခါလုပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီလိုမျိုးနဲ့ထပ်ရပါပါတယ်နောက်တစ်ခါထပ်လုပ်မယ်ဆိုရင်အချိန်ထပ်တိုးသွားမယ်ပြီးတော့နောက်တစ်ခါထပ်လုပ်မယ်ဆိုအချိန်တိုးရမယ်ဒါပေမဲ့ပထမဆုံးတစ်ခေါက်လုပ်မယ်ဆိုရင်နှစ်ထပ်တိုက်ရမယ်ပြီးသွားရင်လည်းအချိန်လက်ထပ်တိုးပါမယ်အဲ့တော့ကျွန်တော်တော့ let's go ခိုးလို့ရပါတယ်ညစီကလို့မလိုက်ပြီးတော့မတော်မမရလို့ရတာခိုးတော့အေးပေါ့ okay လိုက်ခိုးဖို့အတွက်ကြံရနေတော့ပါ okay Ballerina Cappuccina oh my goodness လုံးဝ Orangutini Ananasini ကျန်နေ Orangutini Ananasini ရရှိပြီဒါကျွန်တော်ကျွန်တော် orange lemon orange yo အတက်ဒီ PP kiwi အတိတွေတော့ပြောအတက်တွေဟလာ brain rock ကလေအတက်တွေထွက်တယ် yo rhino toasterino ဒါလေးလက်တော့ rhino toasterino ငါပြန်ခိုးမှာရ rhino toasterino သွားပြီအေးခိုးကြတော်တယ်လို့ပြင်ကြီးတယ်လိမ့်ပါတယ်ခိုးရတယ်တဲ့လို့ဟဲ့ 1.5k တဲ့ပိပီကီဝီတဲ့မိုင်းလာလားပြီးတော့ပါ Tara Brum Brum နဲ့လာကီပီကီဝီဘာတော့ Tata Brum Brum ပြီးတော့နောက်ထပ်ဟိုဟာတစ်ခုကြံသေးတယ်နောက်ထပ်အကောင့်တက်ကလေးအကောင့်အရင်အစ်စ်တွေထွက်တာလားယူမောင်ခိုးကြငါခိုးပြီ Orangutini Ananasini Orangutini Ananasini ခိုးမအေးရိုက်တာမှာရှယ်ရိုက်တာအောင်မလေးဟဲ့တကယ်ကြောင်းတာဟာကျွန်တော်က rebirth လုပ်ဖို့အတွက်35 million လိုမယ်ပြီးသွားရင် chef cadabra ရပွားကြီး global to free တို့လိုသေးပါတယ်ယိုပုံမဒီလို crocodile မရလိုက်ကွာဟိုမှာ global to free တို့လိုတာ Glorbo frutto drillo ဟဲ့ global to fruit ဟဲ့ကျန်းနေဟဲ့ငါပါရတာလားငါပါရတာဟိုမှာ global to fruit တို့ Glorbo frutto drillo ကျန်းလိုက် Glorbo frutto drillo နော်အဲ့ကောင်ကအဲ့ global to fruit တို့ပဲအရင်လို့ကျင်ကြတာမသိဘူး my base nobody stealing in my base okay ကျွန်တော် leave လိုက်ပါပြီဗောဆိုကျွန်တော်ရဲ့အဲ့ဒီဟာကိုခိုးရကျွန်တော်စင်မပြေပါဘူးကျွန်တော် leave လိုက်ပါအဲ့လိုမျိုးကျင့်လဲပုံတစ်ဖိုင်ကျွန်တော်အကျိုးရမှာပါကျွန်တော်ခုမကန်ကျွန်တော်ဟိုကောင်လည်းနမရောက်ဟိုကောင်တော့ဒါဆိုကျွန်တော်ဘယ်နှလားရှိပြီလဲဆိုတာဒါဆို reward ပြန်လို့ရအကောင့်တစ်ကောင်တော့ပြန်ရုပ်သွားအဲ့တော့အကောင့်တစ်ခုဖွင့်ပြီးတော့လေဟိုကောင်မှဒီကောင်အဲ့ဒါလေးလည်းအကောင့်တစ်ခါဟိုကောင်ပိတ်တယ်ကွာဟိုကောင်မပိတ်ဘူးငါလည်းပတ်စံမကုန်တော့တကောင်းစီရပါငါလည်းခိုးတော့ Bambini Costini ဘာလဲတော့မသိဘူးဒါမှဒါလေးတော့ခိုးလိုက်တယ်မိုက်လို့ငါ့စမှာမရှိသေးဘူးမိုက်တယ်ဒါလေးကအသက်ကလေးပေါ့နော် Bambini Crostini တဲ့ Bambini Crostini ပြီးသွားရင်နောက်ပါPipi Kiwi ပြီးသွားရင်နောက်ဘာလဲ Pipi Kiwi ပေါ့ Tris Paraboom Tripadaboom Bradaboom ပိတ်လေငါဟို autobus လိုချင်တယ် autobus လည်းအသက်ထွက်တယ်ဟာဟိုကောင်ခိုးသွားကြီးလို့လုံးလဲဘလို့လုံး
ထောက်မှထွက်လာလေးလို့ထွက်လာလားရှိတယ်ဒါမှငါ respawn ပြန်လုံးမရတယ်ငါထွက်လာလေးလို့ထွက်လာလားလေအရင်လို့တင်ထွက်လာလေးလို့ဟာငါ my dream is like အဲ့ဒီ orange အကောင်ရဲ့ထွက်လာလေးလို့ထွက်လာလားအရင်လို့ရှင်အဲ့ထွက်လာလေးလို့ထွက်လာမိုက်တယ်ကျွန်တော်ဒီမှာပထမဦးဆုံးနေရာဆိုတော့လေမကောင်းတယ်တိလားအဲ့လိုမျိုး share ပဲတီးပဲလို့ gold red ထောင်းစာခူးရတယ် global to free တို့ရရင်ငါအရင်ပြောပြီ global to free တို့ရရင်အရင်ပြောပြီ global to free တို့ဟောဘာလို့ဟိုပြန်တဲ့အကောင်လဲအစ်သူကဟိုပြန်တဲ့အကောင်လဲအစ်နောက်ပါလဲငါတို့ shop ဒီမှာငါတို့ကြည့်လို့ရတယ်ခါလဲငါတို့ index ဒီမှာဝင်ကြည့်လို့ရတယ်ဒါပြီးရင်ငါတို့ကျွန်တော်ဝင်ကြည့်ပြပါမယ်ဒီကွာကျတော့ဘယ်လိုဖြစ်နေလဲဆိုတော့မှဒီအောင်ပိတ်မှရမယ်ဟိုဆိုဒီကောင်လည်းပိတ်ပြီးမှရမယ်ဟိုဆို90 seconds ဒီပတ်စံတွေ collect လုပ်မှရမယ်ဟိုဆိုဘုံပေါ်ရတော့တယ်နှမျိုးဘူးကောင်းနေနေရတယ်လား Truly mero. လုံးဝလေ truly mero truly ချင်တာယောဟေးဘာလေးလဲဟာပတ်တပီထွာလာလေးလို့ထွာလာလားငါလည်းအဲ့ဒီရှင်တော့ဝယ်နေရှင်ပြိုင်မိုက်တော့မမိုက်ပါဘူးအော်ဒီမှာလဲ busy ဘာလဲမသိမနိုင်ပြဘာလဲမသိဒီရလေးလူမလေး Svinina bombardino. okay this 39 million ဆိုရင်35 million လို့တယ်အစေးပဲ global fruitery တို့ရဲ့1000ကျော်ပဲလို့တော့ global fruitery တို့ရဲ့1000ကျော်ပဲလို့တော့ဒီကောင်မလေးကဘာမှမသိစောက်ပေါ်လေ Svinina ဘာလေး bombardino. ဘယ်သူလေးလဲတော့ငါလည်းမသိအမချစ်မိသွားပြီတင်နေဒါပါချစ်မိမရုပ်လည်းမပေါက်ပါငါပြန်ချင်းမရုပ်လည်းမပေါက်ပါဘူး okay let's go ဘာလဲညောင်ရေးလုတ်ပါအောင်မြင်ပွင့်တာဟာလဲတောင်နေသည် Retrare. yo global to frito Svinina bombardino. global to frito Glorbo frutto ခါ dritto. သွားရောပိတ်သွားပြီ global to frito ရတော့မလို့အဲ့ဒါပါလဲအဲ့လိုပြန်ပြီးတော့ leave လုပ်ပြီးပြန်ဝင်မှတို့ဟိုရတယ်ပြန်ထွက်ရမရိုက်တော့ထွက်အခုချက်ချင်းထွက်Tyler ဟာအဲ့ကောင်ဘာလုပ်နေတာလဲအဲ့ကောင်ဘာလုပ်နေတာ ballerina cappuccino အေးခိုးတိုက်ခိုးလို့ကောင်းလားအေးအဲ့လောက်ကတော့ဘာမှမဖြစ်ငါလေးလိုက်ရိုက်ပါငါ leave လုပ်ဖို့ပဲရှိတယ်ခိုးတိုက်အေးငါပြန်ရိုက်ပြီပြန်လိုက်ကိုပစ္စည်းကိုပြန်ရတယ်ဒီကောင်ကကွာငါ leave ပြီ I just left so brain rot garden ဘာကြီးလဲဟာ brain rot garden what in the hell is that or steal a brain rot ကိုလေလိုက် copy ရ steal a anime တဲ့အေး steal a anime ထားပါတော့ steal a anime steal a capybara steal a la bubu တိတ်မဟုတ်တော့ဘူးလူမျိုးကြတယ်လေမမရည်လားငါတို့ဒီမှာဈေးကြီးတော့ငါဘာပြောရမလဲဆိုရင်Boomazini Cuisine 1 million ရမိုက်ပါတယ် million နဲ့သွားတယ် so it's a nice one empty based okay အဲ့တော့Liri li la ri la.
let's go let's play again sorry ဘောနော် interrupt နည်းနည်းဖြစ်သွားတာပေါ့နော် I'm so sorry okay let's play again okay ကျွန်တော်နည်းနည်း Talpa di ferro. နည်းပိုးလို့နည်းနည်းဖြစ်သွားတယ်ဆိုတော့နည်းနည်းတောင်းပန်ပါတယ်ဟဲ့ဘာကြီးလဲအဲ့လောက်ပါကွာ38 million let's go အကောင်းစားတွေပဲဒီပါဆိုဟိုအကောင်းစားတွေပဲ you global to Glorbo free fruttodrillo. global to free do Glorbo fruttodrillo. Mi ananassini. Glorbo fruttodrillo. Glorbo frut. Lo. Yo, quick. Let's go. Rebirth ပြန်လုပ်လို့ရပြီ Let's go. Rebirth ပြန်လုပ်လို့ရပြီ Okay အဲ့ဆိုဒီနေ့ကတော့ဒီလောက်ပါပဲကျွန်တော်ဒီနေ့ကျွန်တော် Cadabra လည်းရှိပါတယ် Chef Cadabra ရဲ့ Global to Free တို့လည်းကျွန်တော်ရပါပြီအဲ့တော့ကျွန်တော် Rebirth မှာလည်းကျွန်တော်35 million ကျော်နဲ့Global to Free တို့ရဲ့ Chef Cadabra ရပါပြီ Let's go ပြီးတော့ကျွန်တော်တို့ Multi Cash က multiply 3k ရအောင်မယ်3 multiply 3 ရအောင်မယ် 50k လည်းရမယ်ပြီးတော့ lock ကကြတော့10 second လည်းထည့်ရမယ် slot ရမယ်ပြီးတော့ Emerald Slab invisible clock and then Brown okay အဲ့တော့ကျွန်တော်ကဘာထက်လို့မလဲဆိုတော့ကျွန်တော် account တစ်ခုဖွင့်လိုက်မယ်ဘယ်လိုဖြစ်သွားမလဲ account တစ်ခုဖွင့်လိုက်မယ် okay အဲ့ account တစ်မှာလာပြီးတော့ခိုးခိုင်းလို့ရတယ်ဒီဟာလေးကို toggle friend နှိပ်လိုက်ရတယ် always allow အဲ့လိုမျိုး try ပြီးအဲ့လိုမျိုးလုပ်လို့လည်းရပါတယ်အဲ့တော့ okay let's be in a good condition so that okay ကျွန်တော်တို့အခု90 seconds ဆို100 second pitch နေတော့မှာပါ okay in the next video I'm going to see with you guys psych in the next video မဟုတ်သေးဘူးကျွန်တော်ဒီ game ကိုကျွန်တော် leave လိုက်မယ်ကျွန်တော်ဒီနေ့ account တစ်ပါထပ်ဖွင့်လိုက်မှာဆိုတော့ကျွန်တော် password ကိုပြပြမယ် password ကိုပြပြမယ်ဒါပေမဲ့ကျွန်တော်ဒီ account နဲ့ပဲကျွန်တော်ပြန်ထည့်မှာ 100% ကတော့ account နဲ့ပဲပြန်ထည့်မယ် password တွေတင်မယ်it's none of my business okay အဲ့တော့account အသစ်ဘယ်လိုဖွင့်ကြမလဲကျွန်တော် account အသစ်ဘယ်လိုဖွင့်မလဲဆိုတော့ create.roblox.com site ကျွန်တော်ဒီနေ့ create မလုပ်ပါဘူးကျွန်တော်ဗာလဲ quick sign in လုပ်ချင်တယ်ဟုတ်တယ် quick sign in လုပ်ချင်တာလားဘာလို့ကောက်ပါလဲကျွန်တော်နားမလည်ပါဘူးအဲ့တော့နောက်ဗီဒီယိုမှာကျွန်တော် account တက်ကလေးဖွင့်ထားရမယ်နောက်ဗီဒီယိုမှာကျွန်တော်ခါရီကျွန်တော်ပြန်ပြီးထည့်လိုက်ပါ brain rot ring နဲ့ okay အားလုံးပဲတတာ